မနေနိုင်လောက်အောင်လှပတယ်ချောမောတယ်လူတွေယူတယ်ဆိုတာအဲ့ဒီနေရာယူတာပဲသူလက်ထဲမှာဒုက္ခလေးတစ်ချောင်းပါတယ်သူခန္ဓာကိုယ်ကလည်းလင်းထိန်နေတယ်ဆဲတော့မယုံရင်သူ့ဗိမာန်ကိုခဏလိုက်ခဲ့ပါတဲ့သူကဦးဇင်းတို့မော်လမြိုင်ကျိုက်တန်လံဖះမှာတရားကျင့်တော့ည12နာရီကြော်လောက်မှာဦးဇင်းတို့တရားကျင့်တဲ့အခန်းထဲကိုလူတယောက်ဝင်လာတယ်အဲ့ဒီဝင်လာတော့ဒီလူတယောက်ဝင်လာတာလေဦးဇင်းကသိလိုက်တယ်ဘာလို့လာတာလဲတကားလို့မေးတော့ဆရာတော်သာသနာပြုလုပ်ငန်းတို့ကိုသာသနာပြုလုပ်ငန်းတွေကိုဝိုင်းဝန်းပြီးတော့ပံ့ပိုးကူညီဖို့လာခဲ့တာပါတဲ့အဲ့လိုလျှောက်ပြီးတော့ဆရာတော်ဖရာဦးရီဖရာပြက်တွေကျောင်းဦးရီကျောင်းပြက်တွေကိုဆရာတော်ပြုပြင်ပေးပါတဲ့ရှင်းမင်းနေတည်ထားခဲ့တဲ့ဇေဒီအဟောင်းနေအပြက်တွေကျောင်းအဟောင်းပြက်တွေကိုပြုပြင်ပေးပါတဲ့သူအဲ့ဒါလေးလျှောက်တယ်လျှောက်တော့ဦးဇင်းကပြင်းတော့ပြင်းနေတယ်ဦးဇင်းမှာဝတ္ထုကြေးငွေမရှိဘူးဖရာတခုပြင်းနေဆိုတာဝတ္ထုကြေးငွေအများကြီးကုန်တယ်လို့ပြောတော့အဲ့ဒီပုဂ္ဂိုလ်ကသူလှူဒန်းပါမယ်တဲ့အဲ့ဒါဒုက္ခလေးတစ်ချောင်းနဲ့အဲ့ဒါဦးဇင်းကလည်းလိုက်သွားမိတယ်လာပင့်တော့လိုက်သွားတော့ဒီယရဏပစ္စည်းတွေပြတယ်သူတို့နေတဲ့ဘုံမိတ်မှာယရဏပစ္စည်းတွေအပြည့်ထည့်ထားတယ်ဒါထဲတော့ဖះဟိုเจ้าဟိုဖះပြက်เจ้าပြက်တွေပြင်းရင်ဒါတွေလှူဒန်းပါမယ်လို့သူတို့ရှောက်တယ်ရှောက်တော့ဦးဇင်းကအဲ့ဒါတွေကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ဦးဇင်းနေရာထိအောင်ပြန်လိုက်ပို့တယ်လိုက်ပို့ပြီးတော့ဆယ်တော်ဆုံးခံကြွတဲ့နေရာမှာဒီဘဲဘဲချမ်းမှာတောက်ရည်ဥစဉ်အပြက်ကလေးတစ်လုံးရှိတယ်အဲ့ဒီရေဥစဉ်လေးကိုဆယ်တော်အပြင်ထုတ်ပြီးတော့လူသူလေးပါတောက်လို့ရအောင်ရေဥစဉ်လေးလေလမ်းဘက်ကိုထုတ်ပြီးတော့ပြင်ပေးပါဦးအဲ့ဒီရေဥစဉ်လေးကရေအိုးလည်းမရှိဘူးရေအိုးစဉ်ကလည်းပြက်နေပြီပေါ့အဲ့ဒါလေးလျှောက်တယ်လျှောက်တော့ဦးဇင်းကအဲ့ဒီလိုပုံကိုတခါမှမတွေ့ဘူးတော့ဩငါညတော့ကဖြစ်တာပြက်တာကထင်းအောင်ထင်မှန်းမြန်ဖြစ်နေသလားပေါ့ဒီပုံကိုယ်တွေနဲ့လည်းတကားပြောလိုက်ရတယ်သူ့ပုံမိတ်မှန်လည်းသွားလိုက်ရတယ်ပြန်ရောက်လာတော့ဒီရေအိုးစဉ်အကြောင်းလည်းသူလျှောက်တယ်ကဲမနေ့ရောက်ရင်ဆုံးခံကြွတဲ့လမ်းမှာဘယ်ဘက်ချမ်းကိုရေအိုးစဉ်အပြည့်ရှိတယ်ဆိုတာသူလျှောက်တယ်ရှိမရှိအဲ့ဒါဒီနေ့တော့ကြည့်ရအောင်မယ်ရှားရအောင်မယ်ဆိုပြီးတော့ဆုံးခံကြွရင်းနဲ့ဦးဇင်းကဘယ်ဘက်ချမ်းကိုနည်းနည်းအာယုံစိုက်ကြည့်တော့ရေအိုးစဉ်အပြည့်လေးတစ်ခုသွားတွေ့တယ်ရေအိုးမရှိဘူးအဲ့ဒါဦးဇင်းကဒီပုဂ္ဂိုလ်တွေထူးထူးဆန်းဆန်းနေပဲလို့ဒါဦးဇင်းတို့တွေးတဲ့အတွေ့အကြုံပြောပြတာတကယ်တွေးတာအဲ့ဒါဒါဦးဇင်းတို့တရားကျင့်တဲ့အခါဟိုတွေးတယ်ဗောတရားမကျင့်ရင်တော့မတွေးရဘူးနားလည်ပြီနော်ယောဂီတို့တရားကျင့်ရင်အဲ့လိုပုဂ္ဂိုလ်တွေတွေးရတယ်မြင်ရတယ်မကျင့်ရင်တော့ဒီလိုပုဂ္ဂိုလ်တွေမတွေးရဘူးမမြင်ရဘူးနောက်ဦးဇင်းတို့ဒီမန္တလေးနမ်းမှာဦးဇင်းခမ်းမိမိဖြစ်နေတဲ့တောင်းနေထူတတ်တဲ့နေရာတရားသွားပြတယ်တရားကျင့်တယ်ပေါ့တရားကျင့်တော့လူ4ယောက်ည7 နာရီကြော်လောက်မှရောက်လာတယ်ဦးဇင်းအခန်းတကားမဖွင့်ဘဲနဲ့သူတို့ဝဲလာကြတယ်ဝဲလာတော့မင်းတို့ဘာလုပ်လာတာလဲ
ဦးဇင်းကလည်းမေးတော့ဆရာတော်တပည့်တော်တို့နေစရာမရှိလို့နေရလာပြီးတော့တောင်းတာပါတဲ့မဲ့လို့လျှောက်တယ်လျှောက်တော့အေးအဲ့ဒါဆိုနေရသားပြီးမယ်မင်းတို့အခုဘယ်မှာနေကြတယ်လဲမေးတော့တပည့်တော်နေစရာမရှိလို့ဇီးပင်လေးတစ်ပင်မှာနေရတယ်အဲ့လိုလျှောက်တယ်အဲ့ဒီပုဂ္ဂိုလ်တွေရောက်တော့အသားအရည်တွေကကြမ်းကြမ်းထန်ထန်ကြီးတွေစိမ့်စိမ့်ကြီးတွေသူတို့အသားတွေကင်ကြည့်ရင်ကြမ်းကြမ်းထန်ထန်ကြီးတွေအဲ့ဒါတွေ့ရတယ်ဒါဥစဉ်ကိုယ်တိုင်တွေ့ရတယ်တွေ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကကဲဒါဆိုရင်မင်းတို့နေရာသားပြမယ်မင်းတို့ပြန်ကြတော့လေးယောက်ကတန်းစီပြီးတော့ပြန်သွားကြတယ်အဲ့ဒီလူတွေနဲ့မမြင်ရတဲ့ပုံကိုယ်တွေနဲ့မတူတဲ့အချက်တစ်ချက်တော့ရှိတယ်အဲ့ဒီမမြင်ရတဲ့ပုံကိုယ်တွေကပြန်ဆိုရင်တန်းပြန်သွားတယ်လူတွေကတော့အဲ့ဒီလိုမဟုတ်ဘူးပေပေကကလုံးချင်တယ်လုံးတာအဲ့ဒီပုံကိုယ်တွေကတော့တခါနဲ့ပြန်တော့သူထွက်သွားတယ်သူဆက်မနေရဘူးနားလည်းပြန်တော့ရောက်တယ်အဲ့ဒါထူးထူးဆန်းဆန်းဖြစ်တယ်အဲ့လိုအဲ့ဒါဥစဉ်ခမ်းမိတ်မိဖြစ်နေတဲ့နေရာကတော့အင်မတန်ကြမ်းတမ်းတဲ့နေရာပါအဲ့ဒီနေရာဥစဉ်တရားသွားကျင်ပြီးတော့တန်ဃာတွေတရားပြတယ်တရားပြတော့အဲ့ဒီပုဂ္ဂိုလ်တွေညဘက်12နာရီကျော်လောက်မှရောက်လာတယ်ဥစဉ်ကလည်းမေ့သွားတယ်သူတို့နေရာသားမပေးမိဘူးမေးသွားတော့အဲ့ဒီပုဂ္ဂိုလ်တွေကဘုန်းကြီးကဂရိပြက်တယ်ဆိုပြီးတော့လေမုန်တိုင်းနေတိုက်တယ်လေမုန်တိုင်းကရိုးရိုးတိုက်တာမဟုတ်ဒီအမိုးတွေပါကျွတ်ထွက်အောင်တိုက်တယ်ဓာတ်တိုင်တွေအကုန်လဲဥစဉ်ကျင်းတဲ့ဒီအခန်းထဲမှာရီဒူးသစ်လောက်ရောက်လာတယ်အဲ့ဒါနှွေးခေါင်းကောင်းကြီးသူတို့နှွေးခေါင်းကောင်းမှာအဲ့လိုဖြစ်တာဩဒါဦးဇင်းတို့ဖြေရဖြစ်စဉ်လေမုန်တိုင်းကြလို့ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့မဟုတ်ဘူးအဲ့ဒီပုံကိုယ်တွေလောက်တာဒါပေမဲ့ဦးဇင်းတို့ကမသိသေးဘူးအဲ့ဒီအကြောင်းအရာကိုသူတို့လောက်တယ်လို့ဦးဇင်းကလည်းမယူဆဘူးတရားပြမဲ့ပြနေတာပဲဦးဇင်းတွေကိုတလားမေတ္တာနေ့ရောက်တော့ဓမ္မယုံကြီးကိုအဲ့ဒီပုံကိုယ်တွေကခဲနဲ့ပေါက်တယ်ခဲနဲ့ပေါက်တော့ဒါအဲ့ဒီတော့ပါတဲ့ဥစဉ်တွေပါလေမေ့ကြည့်ရင်အဖြစ်မှန်သိလိမ့်မယ်ဒါဥစဉ်အပိုးမပါဘူးပြောတာဥစဉ်တရားပြနေတယ်ဒီမေတ္တာနေ့မှာတရားပြတော့တန်ခါအပါတရားနဲ့၈ပါးရှိတယ်ဓမ္မယုံကြီးကိုခဲနဲ့ပေါက်တော့ဓမ္မယုံတစ်ခုလုံးအတန်မီဟိမ့်သွားတယ်တုံခါသွားတယ်ရိုးရိုးခဲမဟုတ်ဘူးတော့ဒီအောက်ကိုခဲကြတဲ့အတန်လည်းမကြားရဘူးဒီဓမ္မယုံကြီးတစ်ခုလုံးတုံခါသွားတယ်အဲ့ဒီရှိတဲ့လူတွေခြောက်ချသွားတယ်အဲ့ဒီဓမ္မလောက်သားတွေကအပြင်ထွက်ပြီးတော့ခဲပေါက်တဲ့လူကိုလိုက်ရှာကြတယ်တရားမတွေ့ဘူးမတွေ့တော့အမြင့်ကနေပြီးတော့သူတို့ဘသူပေါက်တယ်လဲဆိုတာကိုဒီလူဖွက်ပြီးတော့စောင့်ကြည့်ကြတယ်အဲ့ဒီစောင့်ကြည့်နေတဲ့အချိန်မှာတခါဒုတိယအချိန်ထပ်ပေါက်တယ်အခဲအကြီးနဲ့ပေါက်တာခဲလဲအောက်ကြတဲ့အတန်မကြားရဘူးပေါက်တဲ့လူလည်းမတွေ့ရဘူးဓမ္မယုံတစ်ခုလုံးကတော့တုံခါသွားတယ်လို့ဖြစ်သွားတယ်ဒုတိယအချိန်ဒီခဲနဲ့ပြစ်တော့လေလူတယောက်မှမတွေ့ရဘူးကတတိယအချိန်ဆက်ပေါက်တယ်အဲ့ဒီမှာဥစဉ်ကသွားတတိရတယ်။အော်ငါဟုတ်တာပဲဒီပုဂ္ဂိုလ်တွေနေရာသားပြီးမယ်ဆိုပြီးတော့ငါမပြီးလဲရဘူးဆိုမေ့သွားတာအဲ့ဒါဂရိပြက်သွားတာသူတို့ကဂရိပြက်လို့မရဘူးဒီပုဂ္ဂိုလ်တွေကဂရိတီးရတယ်နားလည်းပြန်တော့ရောက်ကြလို့အဲ့ဒါထူးထူးဆန်းဆန်းနေဥစဉ်တို့တရားကျင့်တဲ့အခါတွေ့ရတယ်ဥစဉ်တို့အိန္ဒိယမှာတရားကျင့်တော့အဲ့လိုလိုင်ကူထဲမှာတပားနဲ့ကျင့်တယ်
3 လအဋိဌံကျင့်တယ်ပေါ့ရက်ပေါင်း90 12 နာရီအဋိဌံထိုင်ကျင့်တယ်ကျင့်တော့အဲ့ဒီလှိုင်ကူထဲမှာ12 နာရီကျော်တော့အမျိုးသမီးတယောက်ဝင်လာတယ်တကားလည်းဒီကျက်ထိုးထားတယ်ဒီတကားကိုမဖွင့်မဲနဲ့ဘလို့လို့ဝင်လာမှမသိရဘူးဒါထူးထူးဆန်းဆန်းတော့ယောဂီတို့ကဲခင်ဗျားတို့စဉ်းစားကြည့်ပါဦးဘလို့လို့ဝင်မလဲအဲ့တော့အမျိုးသမီးတယောက်ဒီတရားဦးဇင်းတို့လည်းလို့ထိုင်းနေတာပေါ့အနမ်းမှာလာထိုင်နေဒီအမျိုးသမီးကလာထိုင်တော့ဒီလူတွေဝတ်ဆင်တဲ့အဝတ်အစားနဲ့ကြွားတယ်ပါပါလှလှအယောင်တောက်ပါတယ်အဝတ်အစားလေးတွေဝတ်တယ်ဒီသူတို့ရဲ့ဒီအသားအရည်တွေဆိုတာနုညံ့ပျော်ပြောင်းနေတယ်ပေါ့အဲ့ဒါသူတို့ဒီအနည်းနားမှာလာပြီးတော့အမျိုးသမီးကလာထိုင်နေကဲတခါကြီးတွေခင်ဗျားတို့ဘယ်လိုလုပ်မလဲဘုန်းကြီးတစ်ပါးနဲ့ဒီဒကမတယောက်နဲ့ညာကြီးကိုတို့လာဖြစ်တယ်ခင်ဗျားတို့ပြောရင်ခင်ဗျားတို့မတွေ့ဘူးရတော့ဘုန်းကြီးအလကားပြောနေတာလို့ထင်ရမယ်တကယ်ဖြစ်တာအဲ့ဒါတကယ်တွေ့ရတာတွေ့တော့ဦးဇင်းတို့ဘယ်လိုလုပ်ရလဲဆိုတော့တစ်ချိန်လုံးဟရိယဝတ္ထုရုပ်မှာစိတ်ကိုဒီအပြတ်တစ်ထောက်လောက်နေရာလေးမှာစိတ်ဆိုင်ထားပြီးတော့ဒီဝေဒနာတွေယုတ်ကလတ်တွေဖြစ်တာချုပ်တာကိုစိုက်ရှုနေရတယ်အဲ့ဒီအမျိုးသမီးကိုမကြည့်ဘဲနဲ့ဟရိယဝတ္ထုရုပ်ကိုစိုက်ရှုနေရတယ်နားလည်ပြီနော်ယောဂီတို့ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူကဖန်ဆင်းပြနေတယ်သူတို့မျက်စိမိတ်ထားလဲသူတို့ဖန်ဆင်းတဲ့အယုတ်ကဒီဟရိယဝတ္ထုရုပ်ကိုစိုက်မထားနိုင်ဘူးဆိုရင်အဲ့ဒီအယုတ်ကတွေ့နေရတယ်နားလည်ပြီနော်တခိုင်းဓမ္မိုက်တွေသဘောပေါက်လားမသိဘူးအဲ့ဒါဦးဇင်းတို့ကိုယ်တိုင်တွေ့ခဲ့ရတယ်တွေ့တော့အဲ့ဒီဟရိယဝတ္ထုရုပ်ကိုဘလောက်စိုက်ရှုရလဲဆိုတော့ဦးဇင်းတို့1 ရက်2 ရက်3 ရက်4 ရက်လောက်ကိုတစ်ချိန်လုံးစိုက်ရှုနေရတယ်သူတို့ရဲ့ဒီဖန်ဆင်းတဲ့အယုတ်တွေဟာအစင်းတွေဟာတခါမြင်လိုက်တွေ့လိုက်ရဲ့မနေနိုင်တော့အောင်လှပတယ်ချောမောတယ်လူတွေယူတယ်ဆိုတာအဲ့ဒီနေရာယူတာပဲနားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးမတွေ့ရမမြင်ရမနေနိုင်တော့တဲ့အဆင့်ဖြစ်သွားတယ်နားလည်ပြီနော်အဲ့တော့အဲ့ဒီလိုယောဂီတို့ဖန်ဆင်းတဲ့အမျိုးသမီးတွေလည်းဥစဉ်တို့တရားကျင့်တဲ့အခါတွေ့ရတယ်အဲ့ဒါတွေကြော်လွှားအောင်ကျင့်ရတယ်အဲ့တော့တရားကျင့်တဲ့အခါအဲ့ဒီလိုမတွေ့ဘူးတော့မမြင်အပ်တဲ့ပုဂ္ဂိုလ်မရှိဘူးလူဘုံနဲ့တရိစ္ဆာန်ဘုံနှစ်ဘုံပဲရှိတယ်လို့ပြောကြတာဟုတ်ကလားယောဂီတို့သဘောပေါက်လားမသိဘူးရှိတယ်တခါကြီးတို့တကမိုင်းတို့တကယ်ရှိတာအဲ့ဒါတွေဦးဇင်းတို့မဟာမြင်တော်ထဲမှာတရားသွားကျင့်တော့ပန်းထွားဘိမာကြီးဆိုတာဒီနေ့တိုင်အောင်ရှိတယ်အဲလူတွေပြောရင်ယုံညမှယုံမယ်ဦးဇင်းတို့ဒီတရားကျင့်တော့ဘိမာကြီးကဟိုတုန်းကဗေဒနုမြို့ပျက်စီးခဲ့ရတာသူတို့ဘဝဆုံးရှုံးခဲ့ရတာယဟန်တို့ယဟန်ရောင်နေကြောင်းဖြစ်တယ်ဆိုပြီးတော့ယဟန်နေမကြည်ညိုဘူးယဟန်နေတော်တဲ့ဝင်ရင်ယဟန်နေအန္တရာယ်ဖြစ်တယ်ကားစီးသွားကားပြက်တယ်သွားကားဘိန်းပေါက်တယ်ဟိုတုန်းကဦးဇင်းတို့တောင်တန်းသာသနာပြုဆယ်တော်ဘုရားကြီးသူစီးတဲ့ကားပြက်လို့အိပ်လိတ်ထမ်းပြီးတော့လမ်းလျှောက်ရတယ်ဆိုတဲ့အကြောင်းရေးထားတယ်နားလည်းပြင်တော့ယောဂီတို့ပြည့်ရလို့မရဘူးအဲ့ဒီမာမြင်တော့ဥဒ္ဒံရောက်သွားတယ်အဲ့ဒါရှင်းပြမယ်ယောဂီတို့မာမြင်တော့ရောက်သွားတော့ဦးဇင်းတို့ယောဂီတို့သင်ပေးတယ်လို့ပဲ12 နာရီအဋိဌာန်ထိုင်ကျင့်တယ်အဋိဌာန်ထိုင်ကျင့်ပြီးတဲ့အခါဒီတောထဲမှာရှိတဲ့
ပန်းထွားပြင်းမာကြီးတို့တောဆောင်နတ်တောင်ဆောင်နတ်တို့နတ်ဘလူးတွေတို့မကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေဥစဉ်အကုန်လုံးဖိတ်လိုက်တယ်ဖိတ်ပြီးတော့ပရိတ်ရွတ်တယ်အမြတ်တမ်းပေးဝေတယ်မေတ္တာပို့တယ်ဒါအမြဲလောက်တာတော့ယောဂီတို့ဟိုတော့အဲ့ဒီမာမြင်တော်ထဲမှာပေးရွတ်လို့မရဘူးပရိတ်ရွတ်အန္တရာယ်ဖြစ်တယ်ဗျဒီလိုချောင်းနေပါလေဖြတ်ကူးတောင်မှသွားဖရာတရားတပြီးကုရင်နစ်သွားတယ်သွားအဲ့ဒါတကယ်ဖြစ်တာယောဂီတို့ဖရာလို့တကူရင်နစ်ပြီးအဲ့ဒါကားပါနစ်သွားသဲတဲ့မြုပ်သွားတာအဲ့လိုဖြစ်သွားအဲ့ဒီတော့ရောက်သွားတယ်ရောက်တော့ဥဒယတိတရားတွေကျင့်ပြီးတော့တနေ့လုံးတရားထိုင်ပြီးတော့ညနေ9 နာရီထိုးတဲ့အခါတောထဲမှာရှိတဲ့ဘုရင်မကြီးတို့နဲ့အပေါင်းပါတွေနောက်ပြီးတော့နတ်ဘလူးတွေနတ်မိတ်ဆာတွေမကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေဝိဇ္ဇာတွေစောကြီးတွေတပတိတွေအကုန်လုံးဖိတ်ပြီးတော့ပရိတ်ရွတ်တယ်ပရိတ်ရွတ်တော့အဲ့ဒီဘုရင်မကြီးတို့ဟာငိုကြတယ်မျက်ရည်တွေကျကြတယ်အဲ့ဒါတွေ့ရတယ်ဦးဇင်းတို့သူတို့စိတ်ထားနှလုံးသားတွေနူးညံ့သွားတဲ့သဘောပျော်ပြောင်းသွားတဲ့သဘောလို့ယူဆရတယ်နားလည်ပြီနော်ယောဂီတို့ဒါဦးဇင်းကိုယ်တိုင်တွေ့ရတာအဲ့တော့ဒီဘုရင်မကြီးဟာဦးဇင်းတို့တော်တယ်တရားကျင့်တော့ဝါရင်း3 လဦးဇင်းဒီရက်ပေါင်း90တရားကျင့်တယ်တရက်မှနားရရက်တယ်မရှိဘူးတရားကျင့်ဒီဘုရင်မကြီးတို့မေတ္တာအမြဲပို့တယ်ပို့တော့3 လပြည့်တဲ့အခါအဋိဌံပြည့်ပြီဦးဇင်းပြန်ကြွတော့မယ်ဆိုပြီးတော့အဲ့ဒီတောထဲမှာဘုရင်မကြီးတို့နဲ့တကွအထိနတ်ကောင်းနတ်မြတ်တွေအားလုံးမွေးတိုင်လေးတွေထွန်းတယ်ဖျောင်းတိုင်လေးတွေထွန်းတယ်ဆံမန်းပေါက်ပေါက်လေးတွေကျဲပြီးတော့ဦးဇင်းနှုတ်ဆက်တယ်နတ်ပြင်ကတော့ဦးဇင်းပြန်ကြွတော့မယ်ရက်ပေါင်း90ပြည့်ပြီအဲ့တော့ဦးဇင်းကိုခွင့်ပြုကြပါသူတို့နှုတ်ဆက်တယ်နှုတ်ဆက်တော့ရောတို့တညာလုံးဦးဇင်းမအိပ်ရဘူးတညာလုံးတကြီးမှမအိပ်ရဘူးအဲ့ဒါလားနေကြတာတယောက်ပြီးတယောက်အဲ့လင်းသည့်တိုင်အောင်ပဲနားလည်းပြီနော်ယောဂီတို့အဲ့ဒီဘုရင်မကြီးကမတ်တက်ရပ်ပြီးတော့ဦးဇင်းတို့အချိန်အားဖြင့်12 နာရီကြော်လောက်အချိန်ပေါ့မတ်တက်ရပ်ပြီးတော့ယောဂီတို့လို့ကြုံထိုင်တာမဟုတ်ဘူးမတ်တက်ရပ်လက်အုပ်ချပြီးတော့ဆဲတော့မာမြင်တော့အလဲတဲ့တယ်ဇေဒီတဆူဆဲတော့တဲပေးပါလို့အဲ့လိုလျှောက်တယ်ဒါယောဂီတို့ဥစဉ်တကယ်အဖြစ်ပြက်ကိုပြောနေတာနော်ဟုတ်လားမှန်ပါပါလက်အုပ်ချပြီးတော့လျှောက်တယ်လျှောက်တော့ဥစဉ်ကပြန်ပြောတယ်ဘုရင်မကြီးဒီနေရာဇေဒီတရားတာအင်မတန်ခက်ခဲတယ်မတည့်ပါရစေနဲ့ရေလဲဒီနေရာမှာမရှိဘူးကြောက်စရစ်သဲလည်းမရှိဘူးတန်တို့ဘီလမြေတို့သဲဖို့ဆိုတာလေအဝေးကြီးရန်ကုန်ကနေသဲရမှာလမ်းနေရလဲမကောင်းဘူးဘုရင်မကြီးလမ်းနေရလဲမနဲ့လားလူတော်မနဲ့လမ်းလျှောက်ရတယ်ကားသွားဖို့နေတာလူတော်မနဲ့လမ်းလျှောက်ရတယ်ဘွက်တန်းကြီးတွေသွားလာအဲ့တော့ဦးဇင်းမတည့်ပါရစေနဲ့ဦးဇင်းနဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာပြည့်စုံတဲ့ဆယ်တော်ဘုရားကြီးတွေကိုပြင့်ပြီးတော့ဘုရင်မကြီးတည်ခိုင်းပါလို့ဦးဇင်းကပြန်ပြောတယ်ပြန်ပြောတော့ဘုရင်မကြီးကတခါဆက်ပြောတယ်မဟုတ်ဘူးတဲ့ဆယ်တော်ကတပည့်တော်တို့နဲ့ပဋ္ဌာန်းဆက်နီးတယ်တဲ့အဲ့ဒါလျှောက်လာတယ်တော့ပဋ္ဌာန်းဆက်နီးတဲ့ဆယ်တော်ကသာသနာပြုနိုင်စွမ်းရှိလို့ဆယ်တော်ကိုရွေးပြီးတော့ပင့်တာပါတဲ့အဲ့ဒီမှသူတို့ပင့်တဲ့အကြောင်းလျှောက်တယ်စောစောတော့ကဘသူပင့်လို့ပင့်မှမသိဘူးမဟာမြင်တော့ကြွပါဖျားလို့မဟာမြင်တော့ကြွပါဖျားလို့ဆိုလို့လားကျုပ်ကမဟာမြင်တော့ကြွသွားတာဘသူပင့်မှမသိဘူးဒီအမှသူတို့ပင့်တဲ့အကြောင်းလျှောက်တယ်နားလည်ပြီနော်အဲ့တော့ဆယ်တော်ဒေဒီတဲတာတဲပါတဲ့ရှေ့ကမမရ
သူတို့ကနောက်ကပံ့ပိုးပါမယ်ကူညီပါမယ်ဆရာတော်လိုအပ်တာအကုန်လုံးဆောင်ရွက်ပေးပါမယ်ဘုရင်မကြီးအာမခံတယ်တလားသူအာမခံတဲ့အတိုင်းဂတိတည်တယ်ဘုရင်မကြီးကလည်းဓမ္မကြီးတို့ထူးထူးဆန်းဆန်းနေခင်ဗျားတို့မာမြင်တော့ဟာဦးဇင်းတို့ဆုံးခံကြွသွားတယ်ဆုံးခံကြွတယ်ဆိုရင်ဒီလိုဆုံးခံကဒီလိုရွာကြီးတွေနဲ့နီးလို့မဟုတ်ဘူးမုတ်ဆိုးတဲလေးတွေလို့လေတော်တဲလေးတွေလို့နည်းနည်းပါးပါးရှိတာပေါ့အဲ့ဒါလေးတွေဆုံးခံကိုမပြည့်အောင်ဆိုဆုံးခံကြွတယ်ဒါမဲ့ရတယ်တပိတ်တစ်လုံးအပြည့်ရတယ်အဲဆုံးခံကြွရင်အဲ့ဒီတစ်ခါဘုရင်မကြီးတဲ့နောက်ကလိုက်လာတယ်အဲ့လိုနောက်ကလိုက်လာတော့ဆဲတော်ဘာလို့တလဲအဲ့လိုမေးတယ်မေးတော့ဦးဇင်းတို့ဒီအလုတ်သမားတွေပေးဖို့ဒီကနေ့ဝတ္ထုလိုတယ်ဝတ္ထုမရှိဘူးပေါ့အဲ့လိုပြောလိုက်တော့ဦးဇင်းတို့ဒီဆုံးခံပြန်ကြွလာတဲ့အခါကျောင်းဆုံးခံပြန်ရောက်တဲ့အခါလို့ဘန်းကြီးနဲ့လှူမဲ့လူကရောက်နေပြီအဲ့ဒီလိုဒီမိုက်ပဲထူးထူးဆန်းဆန်းဒီဘန်းကြီးနဲ့လှူတဲ့ဝတ္ထုတွေဆိုတာကဒီ9000တန်အုပ်လိုက်တွေလှူတာအဲ့ဒီတစ်ခေါက်တုန်းကဦးဇင်းတို့တွေ့ရတာသိန်းပေါင်း900လောက်ရှိတယ်ဘန်းကြီးနဲ့ထည့်လှူတာနားလည်ပြီနော်ယောဂီတို့ဦးဇင်းတို့သဲဖြူမှမက်ကပြက်တာမဟုတ်ဘူးဒီလည်းပြက်နေဟုတ်ပြီဒီအကြောင်းနဲ့ပြောရင်မက်ကပြက်တတ်တယ်ဆိုတာသူတို့အကြောင်းနဲ့ပြောရင်မက်ပြက်တတ်တယ်ဆိုတာအဲ့ဒါမျိုးရှိတယ်ဦးဇင်းခဏကြုံရတယ်အဲ့ဒါမျိုးဒါဦးဇင်းအမှန်တိုင်းပြောတာခုမှမှားတာမရှိဘူးအဲ့တော့အကြောင်းပြန်ရောက်ရင်အဲ့လိုလှူမဲ့လူကရောက်နေတယ်အဲ့တော့ထူးထူးဆန်းဆန်းတော့တစ်ချိန်မဟုတ်ဘူးယောဂီတို့တစ်ချိန်ရတာမျိုးမဟုတ်ဘူးအချိန်ပေါင်းများစွာအဲ့ဒီလိုလှူတာထူးထူးဆန်းဆန်းအဲ့ဒီလိုဝတ္ထုတွေရပြီမယ်ဦးဇင်းတို့ကတခါတည်းဖျားတဲ့ကိုထည့်လိုက်တယ်ဦးဇင်းတို့အတွက်ချမ်းသာတို့သုံးတာတို့တခါမှမရှိဘူးအကုန်လုံးဒီဖျားတဲ့ကိုထည့်လိုက်တယ်ထဲတော့အဲ့ဒီနတ်ကောင်းနတ်မြတ်တွေကလည်းသိတယ်ဆယ်တော်သာသနာပြုတာတိတိကျကျမှန်မှန်ကန်ကန်ပြုတယ်ဆိုတာသူတို့လက်ခံကြတယ်ဦးဇင်းတို့လွန်ခဲ့တဲ့တပေါင်းသားပြည့်နေရဖျားကြီးအထက်ထာပနာပိတ်တယ်ပေါ့အထက်ထာပနာပိတ်တော့မဟာမြင်တော်ထဲမှာလူတွေဆိုတာတောင်းချီပြီးတော့ရောက်လာတယ်အဲ့ဒီလူတွေဖိတ်တာလည်းမဟုတ်ဘူးမဖိတ်ဘဲနဲ့ဒီလူတွေတောင်းချီရောက်လာတယ်အများကြီးဒီအိတ်ဆရာနေဆရာဆိုတာမရှိတော့ဘူးချို့တစ်ပင်အောက်တွေအိပ်ရတယ်အဲ့လိုတတော်လုံးလူတွေဖွေးသွားတယ်အဲ့တော့ဦးဇင်းတို့ကဒီဆုံးခံကြွတော့နေရအဲ့ဒီအချိန်မှာချစ်တော့ပူနေတယ်နေချစ်တော့ပူနေတော့ဆုံးခံကြွရင်းနဲ့ဘုရင်မကြီးဒီနေ့ထာပနာပိတ်ပွဲမှာလာတဲ့လူတွေကအများကြီးအဲ့တော့ဒီလူတွေနေပူရင်တော့ပင်ပန်းလိမ့်မယ်အပေါ်ဓာတ်တွေတက်ပြီးတော့ထာပနာထည့်ရမယ်အဲ့တော့နေမပူအောင်မိုးအုံမှာဦးဇင်းကဒီနာကောင်းနှမြတ်တွေလေဦးဇင်းကမေတ္တာရက်ခံတယ်ပေါ့အဲ့ဒီဦးဇင်းဆုံးခံကြွတော့ကနေပူနေတယ်ကျောင်းလည်းပြန်ရောက်လာတော့မိုးတွေကအုံဆိုင်သွားတယ်မိုးတွေကအုံဆိုင်သွားပြီးတော့ဒီမိုးဖွားလေးတွေကျလာတယ်လို့ဖြစ်လာတယ်ဒါခမည်းတော်ပြောရင်တော့ဒါတိုက်ဆိုင်မှုတစ်ခုလို့ယူဆလို့ရတယ်ပေါ့ဟုတ်လားခဏဘုံမောအဲ့လိုလှုပ်ဖူးတယ်ဒီမာမြင်တော်တွေကနေပြီးတော့ဦးဇင်းတို့ဒီရက်ပေါင်း90ပြည့်လို့
ပြန်ကြွကနီးတော့ကလေဒီမိုးတွေကဇက်တိုက်15ရက်လောက်ရွာတယ်နေမတွေ့ရဘူးနေမမြင်ရဘူးမိုးတွေတပြုံပြုံတတိုင်းတိုင်းရွာနေတော့ဦးဇင်းတို့ပြန်ထွက်ရတာနည်းနည်းခက်တယ်အဲ့တော့ဦးဇင်းကဒီပြန်ကြွကနီးမှာမာမြင်တော်ထဲမှာလှည့်ပြီးတော့မေတ္တာပို့မယ်တရက်ကဗောဓိမြေဆဲတော်ဘုရားကြီးသွားပြီးတော့ဝတ်ချမယ်ကြော့မယ်တရက်ကတော့ပြန်မယ်ပေါ့အဲ့တော့ဒီ3ရက်ကိုမိုးမရအောင်လုပ်ပြကြပါမိုးလင်းအောင်လုပ်ပြကြပါအဲ့ဒါနတ်တွေပြောတယ်မိုးမလင်းမှုဆိုရင်တော့မာမြင်တော့ပြန်ကြွမလာတော့ဘူးအဲ့ဒါတခါနဲ့ပြောတာအဲ့ဒီမိုးကလင်းသွားတယ်ခက်ရကြီးရကွာကြည်ရောမိုးကလင်းသွားပြီပြန်လာရတော့မှာပဲဆိုတော့ကိုယ်ဂတိနဲ့ကိုအဲ့လိုဖြစ်သွားတယ်မိုးလင်းသွားတော့အဲ့ဒီပြန်လာရတယ်နားလည်းပြင်တော့ရောက်ပြီလို့ပြန်လာရတယ်အဲ့တော့ဘိမာကြီးကသူကဆဲတော်ရှိရမရတပည့်တော်တို့နောက်ကပံ့ပိုးမယ်ကူညီမယ်စောင့်ရှောက်မယ်အဲ့ဒီလိုလျှောက်တယ်ဆဲတော်ဖျားတည်တဲ့အခါမှာသူ့ရဲ့ဆွေတော်မျိုးတော်တွေအကုန်လုံးဒီဖျားကုန်းမှာရောက်လာမယ်အကုန်ခေါ်မယ်ဒီလိုလဲလျှောက်တယ်ဟုတ်လဲဟုတ်တယ်ယောဂီတို့အခုဘိမာကြီးရဲ့ဆွေမျိုးတွေဟာအကုန်စုံတယ်လို့ဖြစ်နေပြီတယောက်ပဲကြံတော့တယ်တယောက်ကနိုင်ငံခြားရောက်နေတယ်လို့ပြောတယ်နိုင်ငံခြားမှာရောက်နေတယ်တယောက်လိုနေတယ်အဲ့ဒီတယောက်ကသူကဘိမာကြီးပြောတာကအင်မတန်ချမ်းသာတဲ့လူတဲ့သူနေတဲ့အိမ်ကိုဘိမာကြီးကသွားနေပြီတဲ့ရောက်နေပြီရောက်နေတော့ဘယ်သူလဲလို့မေးတော့သူကဘိမာကြီးပန်ထွားဘိမာကြီးဘေဒနိုးမျိုးကပန်ထွားဘိမာကြီးလို့ပြောလိုက်ရင်အဲ့ဒီလိုမနေနိုင်ဘူးတဲ့ဒီချက်ချင်းမာမြင်တော့ရောက်လာလိမ့်မယ်တဲ့လာလိမ့်မယ်တဲ့အဲ့တော့ဆယ်တော်ကအဲ့ဒီပုဂ္ဂိုလ်လာတဲ့အခါပြည့်ပြည့်စုံစုံဖြစ်အောင်ဒီရင်မြင်တို့လှုပ်ထားပါပေါ့သူကအကုန်လှူနိုင်ပါတယ်တဲ့အဲ့လိုလျှောက်တယ်နောက်ဘိမာကြီးတို့ဆင်ထားတဲ့လက်ဝတ်ရတနာပစ္စည်းတွေကိုလည်းဆယ်တော်ကအတုတွေဆင်ထားတယ်တဲ့အဲ့တော့ဆယ်တော်အစ်စ်ကိုဆင်ပေးပါတဲ့အဲ့ဒါလေးလျှောက်တယ်အစ်စ်ဆင်ပေးအောင်ကကျုပ်ကရွှေမရှိဘူးဗျာလို့ခင်ဗျာပြောအဲ့ဒါဆယ်တော်ဒီမှာရွှေ30သားရှိတယ်တဲ့ဟာမရှိပါဘူးခင်ဗျာတဲ့လို့ညင်းနေတာဘုံဘုံကလည်းတက်လာဘုံဘုံလည်းသတိမရဘူးအဲ့ဒါကိုဦးစိုးထွန်းဟန်ဆိုတာကလူမှုဖွံ့ဖြိုးရေးဥက္ကဋ္ဌလားမသိဘူးဦးစင်းကိုပရိတ်ရွတ်တော့ရွှေ30သားလှူဘူးတဲ့အဲ့ဒါမေ့နေတာဗျာဒါပေမဲ့ပါဇက်နဲ့လှူသွားတာလက်ထက်ရောက်မလာဘူးအဲ့တော့ဘိမာကြီးကသိတယ်ဆယ်တော်ကရွှေ30သားရှိတယ်တဲ့အဲ့ဒါလက်ဝတ်ရတနာလွတ်ပါအဲ့ဒါမှစဉ်းစားတော့ဟုတ်သားပဲလို့30သားတော့အဲ့ဒါလက်ဝတ်ရတနာတွေလောက်ထားတယ်အဲ့ဒါနိုင်ငံခြားကသူ့မိတ်ဆွေလာလိမ့်မယ်လို့ပြောတယ်အဲ့ဒါအကုန်လုံးလှူမယ်တဲ့အဲ့ဒါထူးထူးဆန်းဆန်းပြောတယ်အဲ့တော့ဆွေမျိုးတွေကသူ့ဒီမာမြင်တော်မှာအကုန်စုံတဲ့လောက်ဖြစ်နေပြီနောက်နိုင်ငံတော်အကြီးအကဲတွေလည်းဆဲတော့ရောက်လာလိမ့်မယ်တဲ့နိုင်ငံတော်အကြီးအကဲတွေကလည်းပြတ်တယ်မရှိဘူးဦးဇင်းတို့မာမြင်တော်ဖရာကြီးမှာအမြဲလိုလာကြတယ်မြို့အနေနဲ့ကလူတွေမပြတ်ဘူးဒီဖရာကြီးကိုဖရာဘူးလာကြတာထူးထူးဆန်းဆန်းအဲ့တော့ဦးဇင်းတို့ဓာတ်တော်ဌာပနာပိတ်တဲ့နေရာဘိမာကြီးတို့ရုပ်ထုတွေကမျက်ရည်တွေကျလာတယ်မျက်ရည်တွေကျလာတယ်အထူးထူးဆန်းဆန်းတကားတွေကလာလျှောက်ကြတယ်ဆဲတော့ဘာဖြစ်လို့လဲဒီရုပ်ထုတွေကမျက်ရည်တွေကျလာဘိမာကြီးတို့ကဝမ်းသာလို့ကျတာဖြစ်ပါလိမ့်မယ်လို့ဦးဇင်းကလည်းပြောလိုက်တယ်အဲ့ဒီမျက်ရည်မကျခင်ခါစောစောလေးဟာဘိမာကြီးကဦးဇင်းကြီးရောက်လာတယ်ဆယ်တော်တို့နဲ့သာသနာပြုရတာအင်မတန်ကြည်နူးတယ်
ဝမ်းသာတယ်ဆိုပြီးတော့အဲ့လိုလျှောက်တယ်လျှောက်တော့ပြန်သွားတဲ့ကအဲ့ဒီမျက်ရည်ကျတာတွေဖြစ်လိမ့်မယ်ဝမ်းသာပြီးတော့မျက်ရည်ကျတာပေါ့ဦးဇင်းတို့ဒီပဋ္ဌာန်းတို့ပရိတ်တို့ရွတ်တဲ့ခါလဲဟိုတော့ကဘင်မာကြီးတော့အဲ့လိုမျက်ရည်တွေပါတွေကျတယ်ဝမ်းသာပြီးတော့အဲ့လိုဖြစ်တယ်အခုယောဂီတို့မာမြင်တော့ဘုန်းကြီးတွေဘယ်နှပါကြွလို့ရပြီအဲ့ဒါဒီကကိုတော်တွေလဲဟုတ်လားအကုန်လုံးကြွလို့ရပြီဟုတ်လားဟိုတော့လုံးကြွမရတာမျိုးတွေမရှိတော့ဘူးပြင်မာကြီးကသာသနာလေးလေးစားစားကြည်ညိုတဲ့စိတ်တွေပြန်ဖြစ်သွားတယ်ယောဂီတို့နားလည်ပြီနော်လေးလေးစားစားကြည်ညိုတဲ့စိတ်တွေပြန်ဖြစ်သွားတော့ဆဲတော့ဒီမာမြင်တော်ကြီးထဲမှာဈေးကြီးတွေအပြည့်တည်ရမယ်တဲ့အဲ့လိုလျှောက်တယ်အခုတဆူမဟုတ်တော့ဘူးအပြည့်တည်ရမယ်အဲ့ဒါအခုတဆူပြီးတဆူတဲနေရတာအခုလောလောဆယ်ဈေးကြီးတဲနေတာ6ဆူရှိတယ်ဈေးကြီး6ဆူတစ်ပြိုင်တည်းတဲနေတာ6ဆူတဲတာက3ဆူကပြီးသွားပြီ3ဆူတစ်ပြိုင်တည်းတဲနေတယ်အဲ့ဒါတကုံးမိတကုံးဖျားတဲဖို့လျှောက်တယ်နောက်ဖျားရှင်းတော့ကဒီဘင်မာကြီးတို့တဲထားခဲ့တဲ့ဈေးဒီအဟောင်းတွေလည်းတွေ့ရတယ်အဲ့ဒီဈေးဒီအဟောင်းတွေလည်းပြတယ်အဲ့ဒီဈေးဒီအဟောင်းတွေကထူးခြားတဲ့ဒီယရဏပစ္စည်းတွေလည်းပြတယ်ဆဲတော့ဒီယရဏပစ္စည်းတွေကတန်ဖိုးကြီးတယ်သူမြတ်လက်ထဲမရောက်ပါစေနဲ့တော့အဲ့လိုလည်းလျှောက်တယ်အဲ့တော့သေတော်တို့သာသနာပြုလို့ရအောင်ဒီယရဏပစ္စည်းတွေလှူပါမယ်ဆိုပြီးတော့ဦးဇင်းတို့ကိုယရဏပစ္စည်းတွေလှူတဲ့လှူတော့ည7 နာရီလောက်အဲ့ဒီကုန်းကိုသွားရတယ်သွားတော့သေတော်4 ပေအနက်လောက်တူးပါဆိုတော့4 ပေအနက်တူးတယ်တူးတော့အဲ့ဒီယရဏတက်တာကြီးတစ်ခုတွေ့ရတယ်အဲ့ယရဏတက်တာကြီးတစ်ခုတွေ့တော့အထဲမှာဗုဒ္ဓဟူသမီးနဲ့စနေသား2 ယောက်ဆင်းရမယ်ဆင်းပြီးတော့တူးတော့အဲ့ဒီလူ 2 ယောက်ကိုဝိဇ္ဇရိုတယောက်ကတွန်းလဲပြီးတော့အဲ့တက်တာကြီးမထွက်ပြေးမရလည်းဘူးအဲ့ဝိဇ္ဇရိုကမပြေးတယ်အဲ့ဒါတခါကြီးတခါမကြီးတို့ဒါမမြင်ရတဲ့ပုံကိုရှိတဲ့အကြောင်းပြောပြတာနော်ဟုတ်လားမမြင်တော့တဲ့မှာဦးဇင်းတို့ကိုယ်တိုင်တွေ့ရတယ်အဲ့ဝိဇ္ဇရိုကအခု6 လပိုင်းဆိုရင်အဲ့ဒီတက်တာပြန်ပေးမလို့ပြောတယ်ဟုတ်လားလိုချင်လဲလာယူကြဟုတ်လားခင်ဗျာဟုတ်လားလိုချင်လဲလာယူကြဘုံမောအကုန်ပေးတာဘာမှမထားတာမရှိပါဘူးအဲ့လိုအခုပေးထားတဲ့ပစ္စည်းတွေလဲဦးဇင်းကဘေမာကြီးကျုပ်ဌာပနာထည့်ရမလားစီဒီထဲမှာဘုံမောတော့ဌာပနာထည့်လိုက်ခြင်းနဲ့ဆဲတော်မထည့်နေဘူးဆဲတော်သာသနာပြုလို့ရအောင်လှူလို့တန်းလို့ရအောင်ဒီယရဏပစ္စည်းတွေဆဲတော့ခဏထားပါအောင်တော့အဲ့လိုလျှောက်တယ်ဦးဇင်းတော့ဒါတွေသွားလျာလဲယူလိမ့်မရှိဘူးထားခဲ့တာဖះကိုထားခဲ့တာအဲ့ဒီလိုအဲ့တော့ဆိုလိုတာကတော့ယောဂီတို့ဒီမမြင်အပ်တဲ့ပုဂ္ဂိုလ်တွေဆိုတာတရားကျင့်ရင်တွေ့လာတယ်